အခုအဲ့တော့ဆက်ပြီးတော့သင်ရမယ့်ဥစ္စာတွေကတော့ quadrant ဆိုတဲ့အပိုင်းလေးဖြစ်ပါတယ် quadrant ဒီဘာကိုပြောတာလဲဆိုရင် h is နဲ့ y is ကို၄ပိုင်းစိတ်ထားတဲ့ဥစ္စာကိုကျတို့က quadrant လို့ခေါ်ပါတယ်၄ပိုင်းစိတ်ပါအဲ့တော့၄ပိုင်းစိတ်မှာဆိုရင် quadrant 1ရှိမယ် quadrant 2ရှိမယ် quadrant 3ရှိမယ် quadrant 4ရှိမယ်ဒါဆိုရင်ကျွန်တော်တို့ quadrant 1 quadrant 2 quadrant 3 quadrant 4ဒီဘယ်လောက် degree တွေကြားထဲမှာရှိတယ်လဲဆိုတာကိုဆက်ပြီးတော့စဉ်းစားကြည့်ကြမယ်အဲ့တော့အခုနောက်တော့ကနိုင်လက်တံပြောင်းပြန်အတိုင်းလှည့်မယ် anti clockwise တိုင်းလှည့်မယ်ဆိုရင်စနေတဲ့အမှတ် initial site ဒီတချို့0 degree ဖြစ်ပါတယ် initial site ကနေပြီးတော့ y exit အပေါ် y exit ကိုရောက်သွားတဲ့ခါမှာတချို့90 degree ကိုရောက်သွားမယ်ဒီဘက်ကိုရောက်တော့180 degree ကိုရောက်မယ်ဒီမှာရောက်တော့280 degree မှာရောက်မယ်ဒီမှာရောက်တော့တချို့360 degree ဆိုပြီးတော့ဖြစ်သွားပါတယ်ဒါဆိုရင် quadrant 1ထဲမှာရှိတဲ့ down degree တွေဒီဘယ်နဲ့ဘယ်ကြားမှာရှိမလဲဆိုတာကိုကလေးတို့ပြောကြည့်ရအောင်အဲ့တော့ quadrant 1ထဲမှာရှိနေတာဒီဘယ်နဲ့ဘယ်ကြားမှာရှိနေမလဲ3ညနဲ့90ကြားမှာရှိနေတယ်မှန်ပါတယ်အဲ့တော့သူ့ရဲ့ down တန်မိုးဒီ initial site 3ညထက်လည်းကြီးမယ်90အောက်လည်းငင်မယ်ဆိုတာလေးကနေသွားရပါမယ်ဒါကြောင့် first quadrant မှာရှိနေတဲ့သီတာလေးဒီ3 degree ထက်ကြီးပြီးတော့90အောက်ကိုငယ်တဲ့ဒေါက်နေပဲရှိပါမယ် second quadrant မှာကျတော့ဒီလို90ထက်ကြီးပြီးတော့180အောက်ကိုငယ်တဲ့ဒေါက်နေပဲရှိပါမယ်ဒီမှာတာ quadrant ကိုရောက်ရင်180ထက်ကြီးပြီးတော့280အောက်ကိုငယ်တဲ့ဒေါက်နေရှိပါမယ်full quadrant ကိုလည်းရောက်ရော280ထက်ကြီးပြီးတော့360အောက်ကိုငယ်တဲ့ဒေါင်းတွေပဲရှိပါမယ်ဒါဆိုရင်ဂျယ်တို့ကသူ့ရဲ့၄ပိုင်းစိတ်ထဲမှာရှိနေတဲ့ဒေါင်းတန်မိုးလေးတွေကဘယ်နဲ့ဘယ်ကြားမှာရှိမလဲဆိုတာကိုကလေးတို့သိသွားပြီနားလည်သွားပြီဖြစ်ပါတယ်ဒါလေးကဘယ်မှာသင်ခဲ့တာလဲဆိုရင်ဂျယ်တို့ grade 10တုန်းကသင်ခဲ့တဲ့အကြောင်းအရာလေးပါဟုတ်ပြီနော်ကဲဒါဆိုရင်ကျမတို့ grade 10တော့ကသင်ခဲ့တယ် sin နဲ့ cos တွေကလည်းပဲကျတို့ grade 10မှာပဲသင်ခဲ့တာပါအဲ့တော့ sin နဲ့ cos တွေရဲ့အကြောင်းကို revision လေးပြန်ဖို့အတွက်နောက်ထပ်